ဟုတ်ပြီခုကျွန်တော်ဒီရှစ်မက်တဲ့ထဲမှာဒီဟွာထဲမှာကျွန်တော် wall တစ်ခုဆွဲထားတယ်ဆွဲပြီးလို့ရှိရင်ကျွန်တော်ကအခု big command ပေါ့နော်ကျွန်တော်တို့ဒီမှာ big လုပ်တဲ့ command တွေကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်အခုဒီမှာအခုဒီမျက်နှာပြင်ကိုကျွန်တော် selection ပေးလိုက်မယ်ပြီးပြီးရင် scat ထဲကိုဝင်လိုက်မယ်ဟုတ်ပြီ big command ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အရင်တုန်းကကျွန်တော်တို့ scat တွေကိုဒါမျိုးလေးတွေဆွဲပြီးတော့ဟိုလောက်ခဲ့တယ်ပေါ့နော်အဲ့တုန်းကဆိုရင်ကျွန်တော်တို့ဒီအနားတွေကိုဒီဒါမျိုးလောက်လို့ရှိရင်ကျွန်တော်က big command အသုံးမရတော့ဘူးเนาะဟုတ်ပြီအခုstand command တွေအသုံးမရတော့ဘူးเนาะခုဆိုလို့ရှိရင်ကျွန်တော်ဒီ bit stand 2ကကြတော့ဒါမျိုး sketch ပေါင်းထားလို့ရှိရင်သူကအသုံးပြုလို့ရတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်ဒီလိုမျိုး profile နေဆွဲတဲ့အချိန်ကြာရင်ကျွန်တော်တို့ကဒီ big command လေးဝင်လိုက်တယ်ဝင်ပြီးလို့ရှိရင်ဒီ line လေး selection ပေးလိုက်တယ်ဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော် big command လုပ်ပြီးဒါမှာ section မှာဒီ definition လေးတစ်ချက်ကြည့်ပါ definition လေးမှာဟာကျွန်တော်ဒီ bit နားလေး radius ဒါဒီ radius 1เนาะဒီ section ဒီ radius 1ဒီအတွင်းနား down ဒီ radius 2ဟုတ်ပြီเนาะဒါဒီ b ရဲ့ height ကိုပြောတာဖြစ်ပါတယ် b ရဲ့ height ကိုဒီဘက်ညာဘက်တောင်မှာ b ရဲ့ height ဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော် bit command ကို okay ပေးကြည့်လိုက်မယ် the skin used for stand to computation cannot be think can check your input height က 3mm ဖြစ်နေလို့เนาะဟုတ်ပြီ okay ပေးကြည့်မယ်ဒါဆိုရင် big command ရတယ်ဘာလို့ဆိုတော့ခုနကျွန်တော်ထည့်ထားခဲ့တဲ့ height ဒီကျွန်တော်ဒီ measurement parameter မှာသတ်မှတ်ထားခဲ့တဲ့ parameter ထက်ကြီးနေလို့ဟုတ်ပြီเนาะ geometric ကလက်မခံဘူးဟုတ်ပြီဒါကတော့ကျွန်တော် base stand 2နဲ့ကျွန်တော်လောက်လိုက်တာဒါမဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ big command 2ကိုအသုံးပြုတာလေးကိုကျွန်တော်သဘောပေါက်မှထင်ပါတယ်เนาะ